ပတ်စံတန်တထောင်ဝင်ရှာခဲ့ပြီးဘလို့နေရာတွေမှာဘလို့အသုံးပြုခဲ့တယ်ဆိုတာမသိဘူးဆိုရင်တော့သင်အတွက်ဘာကြိုးမှမရှိပါဘူးလို့ဆရာဝန်တူကပြောထားပါတယ်။ဒါမှမဟုတ်တချို့လူတွေအတွက်ကကျန်းမာရေးကောင်းမွန်ပြီးအုံနောက်အာယုံကြောနဲ့ပတ်သက်တဲ့ပြဿနာရှိနေတာကြောင့်ကိုယ်ခန္ဓာကိုယ်မလှုပ်ရှားနိုင်ဘူး။အုံနောက်နဲ့အာယုံကြောကလူတစ်ယောက်အတွက်အရန်အရေးပါပါတယ်။ဒီနေ့မှာကျမကအုံနောက်အာယုံကြောနဲ့မှတ်ဉာဏ်များကိုထောက်ပံ့အားပေးတဲ့ဖြည့်ဆွက်အစားအစာတစ်ခုကိုမိတ်ဆက်ချင်ပါတယ်။ဒါကတော့ flow ဖြစ်ပါတယ်။ flow ထဲတွင်ပါဝင်တဲ့ပထမပစ္စည်းက cooling beta trait drug ဖြစ်ပါတယ်။ flow ကအုံနောက်မှတ်ဉာဏ်နဲ့လေ့လာမှုကိုထောက်ပံ့အားပေးပါတယ်။ပြီးတော့ဇရာအကျိုးယောဂမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ flow ထဲတွင်ပါဝင်တဲ့ဒုတိယပစ္စည်းကတော့ ginkgo biloba ဖြစ်ပါတယ်။ prostacyclin drug တိစောက်မှုကိုအားပေးပြီး nitric oxide drug ကိုထွက်လာအောင်တိုက်တွန်းပါတယ်။ nitric oxide သည်အုံနောက်အတွင်းရှိသွေးကြောကြွက်သားလျှော့လိုက်ခြင်းကိုအထောက်ပံ့ဖြစ်စေပြီးအုံနောက်တွင်သွေးလည်ပတ်မှုကိုလည်းအားကောင်းအောင်ကူညီပေးပါတယ်။တတိယပါဝင်ပစ္စည်းကတော့ goji berry ဖြစ်ပါတယ်။အကောင်းဆုံးတက်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။အာယုံကြောဆဲလ်ယိုယွင်းခြင်းကိုကာကွယ်ပေးတဲ့အပြင်တင်ယူလေ့လာမှုကိုအားကောင်းစေပါတယ်။စတုတ္ထပါဝင်ပစ္စည်းကတော့ blueberry သည် atrus ဖြစ်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီးအာယုံကြောဆဲလ်ယိုယွင်းခြင်းကိုလျှော့ချစေပါတယ်။ပစ္စမပါဝင်ပစ္စည်းကတော့ L-carnitine ဖြစ်ပါတယ်။ L-carnitine က acetylcholine drug တိစောက်တဲ့ amino acid ဖြစ်ပါတယ်။မှတ်ဉဏ်အုံနောက်အာယုံကြောကိုထောက်ပံ့အားပေးပြီးအုံနောက်ဆဲပျက်စီးမှုကိုအမြင့်ဆုံးကာကွယ်ပေးပါတယ်။စထမပါဝင်ပစ္စည်းက phosphatidylserine ဖြစ်ပါတယ်။အုံနောက်မေးကိုထောက်ပံ့ပေးပါတယ်။ဒါအပြင်မှတ်ဉဏ်နဲ့အုံနောက်ကိုဖွံ့ဖြိုးတိုးတက်အောင်တိုက်တွန်းတဲ့ drug တစ်မျိုးလည်းဖြစ်ပါတယ်။ပထမပါဝင်ပစ္စည်းကတော့ grape seed extract ဖြစ်ပါတယ်။အမြင့်မားဆုံးလှုံ့ဆော်ချက်ဖြစ်သော bioflavonoid အဖွဲ့တွင်ရှိပါတယ်။ bioflavonoid သည်အသေးစားမော်လီကျူးဖြစ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။အာယုံကြောဆဲကိုယိုယွင်းခြင်းကိုလျှော့ချနိုင်ပါတယ်။ flow ဖြည့်ဆွက်စာအုပ်သုံးဆောင်ပါကအကျိုးစရာယောဂမဖြစ်ခြင်းအုံနောက်လှုံ့ဆော်ချက်ကိုထောက်ပံ့ခြင်းမှတ်ဉဏ်အားကောင်းမွန်ခြင်းလေ့လာမှုစွမ်းရည်ကောင်းမွန်ခြင်းတို့ကိုရရှိမှာပါ။တောက်သုံးရနီလန်းမှာမနက်စာမစားခင်တစ်လုံးသို့မဟုတ်နှလုံးတောက်နိုင်ပါတယ်။ flu ကဘယ်သူတွေနဲ့တင်တော်သလဲ။လူအုပ်စု၃မျိုးနဲ့တင်တော်ပါတယ်။အုပ်စု၁ကအသက်22နှစ်ရှိအရွယ်ဖြစ်ပါတယ်။ flu ကအုံနောက်ဖွံ့ဖြိုးတိုးတက်မှုကိုတိုက်တွန်းပါတယ်။မှတ်ဉဏ်ကောင်းစေတယ်။အုပ်စု2ကအသက်25-59နှစ်ရှိလူလက်အရွယ်ဖြစ်တယ်။ဒီအဖွဲ့ကအုံနောက်ကိုအများကြီးသုံးစွဲတဲ့အရွယ်ဖြစ်ပါတယ်။အုံနောက်နဲ့အာယုံကြောကိုလည်းထောက်ပံ့အားပေးပါတယ်။ပြီးတော့အုပ်စု3မှာအသက်60နှစ်အထက်ပိုများတဲ့အိုမင်းအရွယ်ဖြစ်ပါတယ်။ဒီအရွယ်ပိုင်းခြားကတော့အုံနောက်ဆဲအားနည်းလာတဲ့အရွယ်ဖြစ်ပါတယ်။ဒါကြောင့် flow ကမှတ်ဉဏ်နဲ့အုံနောက်ဆဲကိုထောက်ပံ့ပြီးဇရာကျိုးယောဂကိုလည်းကာကွယ်ပါတယ်။အုံနောက်နဲ့အာယုံကြောဘလို့အရေးကြီးတာလဲသိရှိပြီးဆိုရင်တော့မိတ်ဆွေတို့ရဲ့အုံနောက်ကိုထောက်ပံ့ဖို့flow ကိုနေ့တိုင်းတောက်သုံးဖို့မမေ့ပါနဲ့